ရှင်ဖျားဗုဒ္ဓဂုံရေဆရာတော်နဲ့အရိယမန္တိုင်ဆရာတော်တို့တွဲဆုံပြီးတဲ့နောက်မှာအရိယမန္တိုင်ဆရာတော်ရဲ့တရားတွေဟာဓမ္မအဓမ္မအငြင်းပွားမှုတွေကိုနိုင်ငံတော်တန်ခဝိနည်းဆရာအဖွဲ့ကအဓမ္မအဖြစ်ဆုံးဖြတ်မှုတွေပြုလုပ်ခဲ့ပါတယ်ဗျာအဲ့ဒီကိစ္စကအခုတော့ပြီးဆုံးသွားပါပြီပေါ့နော်ဒါနဲ့ပတ်သက်လို့သုံးသပ်ပေးပါအောင်ဗျာဘုရားကိုကြီးဆရာတော်နဲ့အရိယမန္တိုင်ဆရာတော်တို့တွေ့ဆုံမှုကိုဦးစင်းကတော့3ချိန်လောက်တွေ့တာမြင်တယ်အဲ့ထပ်ပိုမလားတော့မသိဘူးပေါ့နော်ဦးစင်းတွေ့သိရသလောက်တကယ်တော့ဘုရားကိုကြီးဆရာတော်ကသူကဆရာတော်အရိယမန္တိုင်ကကြတော့အရိယမန္တိုင်ဆရာတော်ကသူကတော့ဟိုကတော်တော်ငယ်လိမ့်မယ်ဦးစင်းထပ်တော်မှဝါငယ်လိမ့်မယ်သူပထမဆုံးရဟန်းဖြစ်ခါကတဝါလောက်ဆိုတော့ဦးဇင်းတို့လည်းတိရိလင်္ကာလောက်ရောက်ရင်လည်းရောက်နေတော့ပါပြီအဲ့ဒီချိန်မှာသူကနေပြီးတော့သူတရားတွေသိလာပြီဆိုပြီးတော့ဘုရားကိုကြီးဆရာတော်ကိုလာပြီးတော့တရားလျှောက်ခြင်းတယ်ပေါ့ဘုရားကိုကြီးဆရာတော်နဲ့ဆွေးနွေးခြင်းပါတယ်တရားတွေမေးခြင်းတယ်ပြောခြင်းတယ်ဆိုပြီးတော့ဘုရားကိုကြီးဆရာတော်ရှိကိုရောက်လာတယ်အဲ့တုန်းကသူမှဘာမှမရှိသေးဘူးပြိဿလည်းသိပြီးတော့မရှိသေးဘူးတော်တော်ကိုမရှိသေးပါဘူးအဲ့ဒီမှာသီလရှင်ဆရာကြီးတစ်ပါးကသူ့ကိုလိုက်ပို့ပြီးတော့အဲ့မှာသူတရားတွေကိုဘုရားခင်ဆရာတော်နဲ့ဆွေးနွေးတော့ဘုရားခင်ဆရာတော်ကတိတ်သဘောမကျတဲ့ဟန်မျိုးကိုတွေ့ရတယ်။ဒါပေမဲ့ဦးဇင်းသတိထားမိသလောက်ကဘုရားခင်ဆရာတော်တော်တယ်ပြောရမယ်။သူသဘောမကျတာကိုထုတ်မပြဘူး။သူများကသူပြောချင်လို့လာတာပဲပြောပါစေဆိုပြီးတော့သူကအစအဆုံးသူအကုန်ခွင့်ပြုတယ်။ဟိုကပြောနေတာတွေမှာဦးဇင်းနားထောင်ကြည့်သလောက်လဲတော်တော်လွဲတဲ့ဟာတွေလည်းပါတယ်။ဒါပေမဲ့ဘုရားခင်ဆရာတော်ကမားတွေကိုထောက်ပြီးတော့နင်းသွားတာမျိုးတွေမလုပ်ဖဲနဲ့တက်နိုင်သလောက်ထိမ့်ပြီးတော့ပဲသူမဝေဖန်မဲနဲ့အကောင်းဆုံးတင်ဆက်ပေးသွားတယ်ပေါ့ဒါပထမဆုံးအကြိမ်ဒုတိယအကြိမ်ရောက်မှကျတော့ဒီအရိယမန္တန်အရှင်သူရိယကသူနည်းနည်းလေးဟိုလက်လာပါတွေလည်းပေါ်လာပြီးဂုံဒရက်တွေပါလည်းရှိလာပြီးအဲ့ဒီမှာဘုရားကိုရှင်ဆရာတော်စီကိုနောက်တစ်ခေါက်ပြန်လာတယ်ပေါ့ပြန်လာတော့အဲ့ဒီဗီဒီယိုနှစ်ခုကိုတပြိုင်တည်းရှင်ပြီးတော့ကြည့်လိုက်ရင်မျက်နှာအမူအရာအစကွာသွားတယ်ဗျသတိထားမိတော့သူဒီမှာဟိုတကယ်ကိုပုံစံတစ်မျိုးနဲ့ဝင်လာတာဟိုမှာတော့ဝင်လာတော့လောက်လေးချီပြီးတော့ဟိုရိုးသေးသေးလေးနဲ့လာခဲ့တာဒီဒုတိယအချိန်လာတဲ့အချိန်မှာကျတော့ဝင်လာကြတဲ့ဟာသူကအရှင်ဘုရားအတွက်ကုံချမ်းလာပေးတာဆိုပြီးတော့ဒါဘုရားကိုရှင်ဆရာတော်သူလှောင်လိုက်တဲ့ဟာလေးပါတယ်ဆိုတော့ကတော့ဘုရားကိုရှင်ဆရာတော်ကဒီလိုအင်တာဗျူးရမနေနိုင်ပေါ့ဒီလိုအင်တာဗျူးဆရာတော်ကြီးပေါ့အဲ့တော့သူဝါရင်းကြီးမှာဝတ်ဆောက်တည်နေတော့အပြင်လည်းမသွားရဘူးဆိုတော့သူ့ကိုလာပြီးကုံချမ်းပေးတာဆိုပြီးသူအဲ့လိုပြောတာဒါကတော့သူတို့ချင်းဘယ်လောက်ရင်းနှီးလို့ဒီလိုပြောတာလဲမသိပေမဲ့ဒီဗီဒီယိုဖိုင်မှာဦးဇင်းတို့အပြင်ကနေပြီးတော့အပြင်လူတယောက်အနေနဲ့ကြည့်ရတာကျတော့ဒီဝါတလောက်ကြီးတဲ့ဆရာတော်ကြီးကိုခုမှဆယ်ဝါတော်မရှိသေးတဲ့ဦးဇင်းလေးတစ်ပါးအဲ့လိုပြောရသလားပေါ့တမျိုးပဲဘာလို့ လဲအဲ့မှာစိတ်ဝင်စားပြီးတော့ဆက်ပြီးတော့ကြည့်မိတာခုနပထမဗီဒီယိုကိုကမကြည့်မိသေးဘူးအဲ့ဒီဗီဒီယိုမှာမှဆရာတို့နှစ်ပါးညှင်းခုန်ပွဲလိုပုံစံမျိုးကိုဖြစ်သွားတယ်လူတွေကလည်းတချို့က reaction video တွေပြန်ပြီးတော့တင်တယ်ဆရာတို့နှစ်ပါးညှင်းခုန်တာကြောက်စရာကြီးပါညာအဲ့နဲ့ကြည့်တော့တစ်ဖက်သက်ညှင်းနေတယ်လို့ပဲမြင်ရပါတယ်ဘုရားကိုရှင်ဆရာတော်ကလိုက်ညှင်းတဲ့ဟာမျိုးမတွေ့ဘူးသူကရှင်ဗျာဒီလိုပြောတာလေးတွေကမှားနေတယ်ဟိုမှာဆရာတော်ကစပြီးတော့သူတည်လိုက်တဲ့ဟာကအဝိဇ္ဇာနဲ့တဏှာနဲ့ဟာအတူတူပဲလို့ပြောတဲ့ဗီဒီယိုဖိုင်အကြောင်းကိုသူကစပြီးတော့တည်လိုက်တာဆရာတော်ကရှင်ဗျာအဝိဇ္ဇာနဲ့တဏှာနဲ့ကအတူတူပဲလို့ပြောထားတာမှားနေတယ်တဲ့အဲ့လိုပြောတော့ဟိုကနေဒီဘုရားကိုရှင်ဆရာတော်ကသူတရားကိုကောင်းကောင်းမနာထားလို့နားမလဲတာပါဆိုတဲ့ပုံစံမျိုးနဲ့ပြောတာအဲ့လိုပဲသူ့မှာပြိဿအင်အားရှိတယ်ပေါ့ဒီတကားမတွေကသူ့ရဲ့နောက်မှာဒီလောက်အင်အားဒီလောက်ရှိတယ်အခုလာတာကား3စီးနဲ့လာတာဒီလိုပြောတာဆိုတော့သူ့မှာပြိဿအင်အားရှိတဲ့အတွက်ကြောင့်သူ့ရဲ့တရားတွေကမှန်တယ်လို့သူကပြောချင်တာဒါတော့ဦးဇင်းတို့ကတော့ဘာမှမပြောလို့ပါဘူးအေးပေါ့လူများသဘောကျတယ်ဆိုတာမှန်လို့လားမသိဘူးပေါ့ဦးဇင်းကဒီလောက်ပါပဲဒါပေမဲ့ဘုရားကိုကြီးဆရာတော်ပြောလိုက်တဲ့စကားလေးကသူထောက်ပြတယ်လို့ရှင်ဘုရားတဲ့ဟိုဖះမှာဖះပြိဿရှိတယ်လို့ဒီဟိုတက်မှာလည်းဒီဟိုတက်ပြိဿရှိတယ်နော်တဲ့ဆိုအဲ့မှာဘုရားကိုကြီးပြောချင်တဲ့သဘောကပရိသတ်ရှိတာနဲ့မှန်တာမှားတာမတူဘူးပေါ့မှန်လဲပရိသတ်ရှိခြင်းမှရှိမယ်မှားလဲပရိသတ်ရှိခြင်းရှိနေမယ်ပရိသတ်ရှိခြင်းမရှိခြင်းဟာဟိုအကြိုက်နဲ့ပဲဆိုင်တယ်ဟိုမှားခြင်းမှန်ခြင်းနဲ့မဆိုင်ဘူးသူဒီလိုပြောချင်တာ
ဒါအဲ့လောက်ထိကိုမရောက်ဘူးဒီအရိယာမဏ္ဍိုင်ဆရာတော်ကသူပြန်ခံညင်းတာပရိသတ်ရှင်ဘုရားမှာပရိသတ်ဒီလောက်ရှိတယ်ဆိုရင်တပည့်တော်မေးပြမယ်ဆိုပြီးတော့ဘုရားရှင်ဆရာတော်ကတော့မေးတာတပည့်တော်စီကိုရှင်ဘုရားပထမကြိမ်လာခဲ့တုန်းကအဲ့ဒီသီလရှင်ဆရာကြီးဘယ်ရောက်သွားလဲအဲ့ဒီသီလရှင်ဆရာကြီးကမရှိတော့သူ့နားမှာမနေတော့နောက်တစ်ခါရှင်ဘုရားယဟန္တာလို့ပြောလိုက်တဲ့ဟိုဆရာဝန်လေးဆိုတဲ့နေရာမှာအဲ့ဆရာဝန်လေးဘယ်ရောက်သွားလဲလို့မေးမလို့ဟာအဲ့မေးတဲ့နေရာတော့မရောက်ဘူးတပည့်တော်ဘယ်တော့မှဘသူ့ကိုယဟန္တာလို့ပြောခဲ့ဘူးလို့လဲဆိုပြီးတော့သူအဲ့လိုလုပ်တာအဲ့တော့အဲ့မေးခွန်းမှာဦးဇင်းလည်းနည်းနည်းမျက်စိလဲသွားတယ်ဦးဇင်းတို့တည်တဲ့လောက်ကရိယမဏ္ဍိုင်ဆရာတော်ဒီသူများကိုယဟန္တာဖြစ်အောင်လုပ်ပေးနိုင်တယ်ထားပါတော့15ရက်အတွင်းတို့တပတ်အတွင်းတို့တခါလေနိုင်ဝက်အတွင်းတောင်မှအပေပိတ်အောင်လုပ်ပေးမယ်စသဖြင့်အဲ့လိုမျိုးပြောတာတွေရှိတယ်နောက်သူ့လူတွေကလည်းသူတို့ကိုသူတို့တရားရသွားပါပြီယဟန္တာဖြစ်သွားပါပြီဆိုတော့ဒီလိုသိထားတဲ့အချိန်မှာအရိယာမဏ္ဍိုင်ဆရာတော်ကိုယ်တိုင်ကတပည့်တော်ကိုယ်တိုင်ပြောမှုတာရှိရင်တက်တီပြဆိုပြီးတော့ပြောတော့ဟင်တို့လည်းမြင်မှုနေတာပါဘာလို့များတက်တီပြခိုင်းပါလိမ့်ပေါ့ပြီးတော့မှအရိယာမဏ္ဍိုင်ဆရာတော်ပြောပြတာသူ့ပါဇက်ကနေတော့မင်းယဟန္တာဖြစ်သွားပါပြီလို့မထွက်ဘူးတဲ့။အော်အဲ့တော့ပြန်စဉ်းစားကြည့်တော့ဟုတ်တယ်ဗျ။အရိယာမဏ္ဍိုင်ဆရာတော်ကအဲ့ဒီဆရာဝန်လေးကိုမင်းယဟန္တာဖြစ်သွားပြီလို့တော့မပြောဘူး तू က။ဒါပေမဲ့အဲ့ခါကျမှကြည်တာ तू ကအဲ့ဒီလူတွေစီကနေပြီးတော့သူ့ပါဇက်ကနေ तू ထွက်အောင်ပဲ तू ကရအောင်ဆွဲထုတ်ခဲ့တာ။အဲ့တော့ဘယ်လိုပြောလဲဆိုတော့ထားပါတော့ငါဆိုတာရှိသလားမေးတယ်ပေါ့နော်။အဲ့တော့ငါဆိုတာမရှိဘူးသိသွားတယ်ငါဆိုတာမရှိရင်ငါလောဘရှိပါမလားပေါ့အဲ့တော့အဲ့ဒီလူတွေကဘယ်လိုဖြေတယ်လဲကနောက်ကိစ္စဦးဇင်းကွာကိုဖြေကြည့်တာပေါ့နော်အရှင်ဘုရားငါသာမရှိတာလောဘကတော့ရှိတယ်ဗျာတော့ဦးဇင်းကအဲ့လိုဖြေမိတာအရှင်ဘုရားတပည့်တော်ကိုယ်ခန္ဓာကိုယ်ကိုရှာကြည့်တယ်ငါတော့မတွေ့ဘူးဒါပေမဲ့လောဘကတော့ရှိတယ်ဒေါသလည်းရှိတယ်မောဟလည်းရှိတယ်ဒါပေမဲ့သူ့တပည့်တွေကို तू ကမေးတဲ့အချိန်မှာငါဆိုတာမရှိရင်ငါလောဘရှိပါမလားဆိုတော့အဲ့ဒီအချိန်မှာနည်းနည်းလေးသူဟိုကအေးပေါ့ငါမှမရှိရင်ငါလောဘလည်းမရှိဘူးပေါ့ငါဒေါသလည်းမရှိဘူးငါမောဟလည်းမရှိဘူးဒါဆိုလောဘဒေါသမောဟကင်းတဲ့နေရာဘယ်နေရာလုံးဆိုတော့နိဗ္ဗာန်ရောက်ပလား तू ကမေးတယ်ဟိုကရောက်ပါပြီနိဗ္ဗာန်ရောက်ပြီဆိုမှတော့ဟိုအရိယာဖြစ်ပြီပေါ့ဒါမှမဟုတ်ယဟန္တာဖြစ်ပြီပေါ့ဒီလိုအခြေအနေမျိုး तू ခံစားရအောင် तू ကပြောတယ်ဆိုတော့သူ့ဘက်ကတော့လုံနေဗျသူကိုယ်တိုင်မပြောဘူးဟုတ်တယ်ဒါပေမဲ့ဟိုဘက်ကလူပြောအောင်သူရအောင်ဆွဲထုတ်တာအဲ့တော့မှသူမပြောဘူးဆိုတဲ့ဟာကိုဒီလိုပဲလှည့်ပတ်ပြောရင်းကနေပြီးတော့ခုနကတော့ဗုဒ္ဓဂုံကြီးဆရာတော်ရည်ရွယ်တဲ့ရည်ရွယ်ချက်ကပျောက်သွားတယ်ပရိသတ်ကိုအဖော်ဖြစ်ခေါ်မယ်ဆိုရင်ဟိုတုန်းကပရိသတ်ပဲရောက်သွားတယ်အခုပရိသတ်ကိုကတော့ဟုတ်ပါတယ်အခုပရိသတ်တွေပါလာတာတွေ့ပါတယ်စချင်းနော်မရှိအတူငတ်အတူနေခဲ့တဲ့သူတွေကဘယ်ရောက်သွားလဲသူတို့ဆုံးခွာသွားပြီထားပါတော့ဘာဖြစ်လို့ဆုံးခွာသွားတာလဲအော်ပရိသတ်ရှိတာဟာတရားမှန်လို့ပြောမယ်ဆိုရင်ပရိသတ်တွေဆုံးခွာသွားတာဘာဖြစ်လို့လဲဘုရားရှင်ဆရာတော်ဒီလိုမေးချင်တာဒါပေမဲ့အဲ့ဒီထိမရောက်ဘူးသူကစကားတစ်ခွန်းပြောလိုက်တာနဲ့အဲ့ဒါကိုသူကနင်းနေပြီးပြန်ပြောနေတော့သူနှစ်ပါးပြောတာရှိမရောက်ဘူးကိုကသာနားထောင်နေနေဩဒါပြီးရင်ဒါပြောတော့မှလို့ကိုကတွေးလိုက်တာဒါပေမဲ့အဲ့ဒီနေရာကိုမရောက်ဘူးဖြစ်နေတာဒီမှာဘုရားရှင်ဆရာတော်ရဲ့ဒီခံနိုင်စွမ်းကိုလည်းသူကတွေ့ရတယ်ဟိုးဆရာတော်ကလေအရှင်ဘုရားပြောင်းချောမပြောနဲ့တို့စကားကိုဆင်ခြင်ပြီးပြောပါတော့အဲ့လိုမျိုးပြောတဲ့ဟာတွေမှာဘုရားရှင်ဆရာတော်သူရှင်ဘုရားအဲ့လိုမစော်ကားပါနဲ့ဗျာဒီလောက်ပဲပြောတယ်သူပြန်ပြီးတော့မပြောအဲ့တော့ဒါကတော့ဘုရားရှင်ဆရာတော်ကလေးစားတယ်လို့ပဲဟိုပြောပြရစီကိုဆိုရင်ရောဒီလောက်ဒီခံနိုင်ပါမလားပေါ့နော်ကိုလောက်ဝါမရှိတဲ့ဟိုသူကဒါမန်ကိုပြောချင်တာနော်ဝရမန်ပေါ့နော်ငါကသူ့ထက်ဝါကြီးတယ်ဒါဟိုဘာဖြစ်လို့ तू ကငါ့ကိုဒီလိုဆက်ဆံရတာလဲငါဆိုတဲ့အစွဲနဲ့မာနဖြစ်သွားတဲ့အခါမှာဒီခံဖို့ရမလွယ်ဘူးဒါပေမဲ့ဟန်ဆောင်တယ်ပဲပြောဒီနေရာမှာဟန်ဆောင်ဖို့တောင်မလွယ်တဲ့အချိန်မှာဘုရားကိုကြီးဆရာတော်ကအစအနေအဆုံးထိ तू ဒီခံနိုင်သွားတာတော်တော်လေးတော့ဒါလေးလေးစားတယ်အဲ့မှာ तू เจ้าကိုလာပါနဲ့ तू ဖိတ်တယ်တဲ့ဆိုတော့နောက်တတိယတွေ့ဆုံမှုအနေနဲ့ဘုရားကိုကြီးဆရာတော်က तू เจ้าကိုသွားတယ်တော့ဘာထပ်ပြီးတော့ကွဲလွဲချက်တွေ့လဲဆိုတော့ဗုဒ္ဓဂုံကြီးဆရာတော်စီကိုအရိယာမဏ္ဍိုင်ဆရာတော်လာတဲ့အချိန်မှာမရှိခဲ့ခင်တုန်းကရောရှိတဲ့အချိန်မှာရောဗုဒ္ဓဂုံကြီးဆရာတော်ကတလေးစားနဲ့ဖိတ်ခေါ်တယ်ကြိုဆိုတယ်နေရာချပေးတယ်ရောအောက်မှာမထိုင်နဲ့ရှင်ပြအပေါ်မှာထိုင်ဒါတကယ်ဆိုရင်တော့မထေကြီးကအပေါ်မှာထိုင်ဝါငယ်အောက်ကထိုင်ပေါ့ဒါပေမဲ့ तू ကအပေါ်မှာပဲထိုင်ပြောဆွမ်းစား
အကုန်လုံးသိချာပြောတယ်ဒါပေမဲ့ဆန့်ကျင်ဘက်အနေနဲ့ဗုဒ္ဓဂုဏ်ကြီးဆရာတော်ကအရိယာမဏ္ဍိုင်ကျောင်းကိုရောက်တဲ့အချိန်မှာထိုင်စရာမပေးဘူးထိုင်ရအောင်လေးဆိုတော့မထိုင်ပါနဲ့ဘုရားဆိုပြီးတော့ကိုပြောတာမထိုင်ပါနဲ့ပြောစရာမပြောဘူးအဲ့တော့ပြန်ကနေမှတော့ရေးတိုက်ပါအောင်လို့တော့အဲ့ဒီဟာလေးတော့တွေးလိုက်တယ်ဒါပေမဲ့ဗုဒ္ဓဂုဏ်ကြီးဆရာတော်ကအမဟုတ်ဘူးတဲ့ကားပေါ်မှာအပြည့်စုံပါပါတယ်တဲ့ဆိုပြီးတော့နီးနေလို့နဲ့တူပါတယ်ကားကနေပဲယူလိုက်တာဟိုကျောင်းထဲကသွားယူရင်တော့ဝေးမယ်နဲ့တူတယ်အော်ဒီနေတကြီးမငိမ့်တဲ့သဘောလေးသွားပြီးတွေ့ရတယ်ဒီမထေကြီးတစ်ပါးအပေါ်မှာဒီလိုမျိုးရင်သီးတဲ့အတုံးနှုံးတွေကိုတုံးတယ်ဆိုတာကဒါသူကိစ္စနော်ကိုဝေဖန်စရာမလိုသူသူသုံးသူကိစ္စဆိုတော့ကိုမြင်တာကဘာလဲသူနေတကြီးမငိမ့်ဘူးဆရာသမားစီမှာသူမတင်ယူခဲ့ရဘူးဆိုတဲ့ဟာလေးကိုသွားပြီးတွေ့ရတယ်အဲ့ဒါအပြင်ဝီနီးမှာတော့ဝတ်မကြည့်ရင်ဝီနီးမလုံဘူးပေါ့နော်တီလာမဖြစ်ကျင်ဘူးဆိုတဲ့သဘောမျိုးဝတ်ဆိုတာအာကန်ဒုက္ခဝတ်ဧည့်သည်နဲ့ဆိုင်ရာတွေဒီလိုကျင့်သုံးစရာဝတ်တွေကို तू မကျင့်သုံးနိုင်ဘူးဖြစ်နေတယ်ဧည့်သည်ရောက်လာတဲ့အချိန်မှာ तू ဘယ်လိုဆက်ဆံရမလဲကျင့်တတ်တာမကျင့်တတ်တာတဲ့တာမတဲ့တာတက္ကနာပေါ့လေဧည့်သည်ရောက်လာခြင်းမှာတော့ဧည့်သည်ကိုဆက်ဆံရမယ့်ဟာမျိုးဒါတော့သူ့ကိုအပြစ်ပြောတာထက် तू မသိပါလားဆိုတာလေးကိုပဲသတိထားမိတဲ့သဘောပါဒီမှာလည်းဘောရကောင်ကြီးဆရာတော် तू ကအေးစစ်စစ်ပဲပြုံးရှင်နဲ့ပဲဒီလောက်ပဲ तू ဒီလိုမျိုးပဲပြန်လာတာဒီမှာတရားတွေနဲ့ပတ်သက်ပြီးတော့ဘောရကောင်ကြီးဆရာတော်ကရှင်ဘုရားကိုတပည့်တော်ကနှိမ်မှာမဟုတ်ဘူးနော်နင်းမှာမဟုတ်ဘူးနော်ရှင်ဘုရားကိုဒါလေးတော့တဲ့ပေးဖို့လိုတယ်နော်ဒီလိုမျိုး तू ကတဲ့ပေးဖို့အတွက် तू ကြိုးစားတယ်ဒါပေမဲ့ဟိုကအတဲ့မခံဘူးဗျအဲ့ဒါရှင်ဘုရားညံမမီဘူးတပည့်တော်တရားကိုရှင်ဘုရားညံမမီဘူးအဲ့လိုပြောတာဒီတော့ဒီအခုဓမ္မအရမမှာနိုင်ငံတော်တန်ခါဝိနည်းဆရာအဖွဲ့ဆိုတာကျွန်တော်တီးခြားဝိနည်းတို့အဖွဲ့ခေါ်တာတီးခြားဝိနည်းတို့သူ့နောက်မှာဘာမှမရှိတော့တီးခြားဝိနည်းတို့အဖွဲ့ကသူ့ရဲ့တရားတွေဟာအရမဝါဒဖြစ်တယ်သူဟောတဲ့နေရာမှာအသုံးပြုသွားတဲ့ပစ္စည်းတွေနောက်ပြီးတော့ဒီအခွေတွေဘာတွေပေါ့အဲ့ဒါတွေဟာအရမဝတ္ထုတွေဖြစ်တယ်ဆိုပြီးတော့ဆုံးဖြတ်ပြီးတဲ့နောက်မှာဟိုတဘာဝတရားရိပ်သာဆရာတော့အဲ့ဒီကိုကြွလာပြီးတော့သူဆွေးနွေးကြတယ်။ဘာရှေ့ဆက်ဘာလုပ်တဲ့နေဆိုတဲ့ဟာမှာအဲ့ဒီမှာသူတပည့်တွေကပြောတာရောသူပြောတာရောလို့ပြောရတယ်။ဦးဇင်းကတော့အဲ့ဒီတဘာဝတရားရိပ်သာဆရာတော်နဲ့သူတို့ဆွေးနွေးတဲ့ဟာကိုတော့မကြည့်ဖြစ်ပါဘူး။တဘာဝတရားရိပ်သာဆရာတော်ကဗုဒ္ဓဂုဏ်ကြီးဆရာတော်ကိုဘယ်လိုမိတ်လဲဆိုတော့သူ့မှာသူတော်ကောင်းစိတ်ကလေးရှိပါတယ်တဲ့။သူ့မှာသူတော်ကောင်းစိတ်လေးရှိတယ်ဘယ်လိုသူတော်ကောင်းစိတ်လေးလဲဆိုတော့ဟိုမဟာနာဆရာတော်တွေကပေါ့အမှန်တော့သူပြောချင်တာဝိနည်းတို့ဆရာတော်တွေကနဲ့တူပါတယ်။ဒီဆရာတော်တွေကသူ့ကိုအမှားလို့ဆုံးဖြတ်ပေးမယ်ဘယ်ဟာအမှန်လဲလို့သူ့ကိုမပြောဘူးဖြစ်နေတယ်။ तू ကဖြစ်ချင်တာဒါကတော့ဒီလိုမှားတယ်ဟဲ့ဒါအမှန်ကတော့ဒါဟဲ့ဒီလိုပြောစီချင်တာအခုတော့သူ့ကိုအမှားလို့ပဲပြောသွားတယ်။ तू ဒီလိုပြောတာအမှန်ကိုပြောပြရင် तू လက်ခံမှာပါလို့ပြောတာအဲ့တော့အဲ့ဒီသဘာဝတရားရိပ်သာဆရာတော်ပြောတဲ့စကားကိုဦးဇင်းကပထမတော့လက်ခံတယ်ပေါ့ယုံသွားတယ်ပေါ့ဒါပေမဲ့ဗုဒ္ဓဂုဏ်ကြီးဆရာတော်ကသူ့ကိုရှင်မယားဝိဇ္ဇာနဲ့တဏှာအတူတူပဲလို့ပြောတာမှားနေတယ်လို့ပြောတဲ့အချိန်မှာ तू ကအဲ့ဆိုရှင်ဗျာဘာမှားတာလဲပြောပါတပည့်တော်အမှန်လေးရှက်တပည့်တော်ကိုရှင်းပြပါဒီလိုမလာပဲနဲ့ရှင်ဗျာညံမမီသေးဘူးတပည့်တော်ရဲ့တရားကိုရှင်ဗျာသွားနာလိုက်အောင် YouTube မှာတင်ထားတယ်အဲ့လိုပြောတာဆိုတော့အကယ်၍များဝီနည်းတို့ဆရာတော်တွေကအေးရှင်ဗျာရဲ့ဒီမှာ46ချက်ဟာဒီဟာတွေကမှားပါတယ်လို့ပြောရင်အမှန်ပါလဲလို့ तू မေးမယ်ဦးလည်းမထင်ဘူးဝီနည်းတို့ဆရာတော်တွေရှင်ဗျာတို့တပည့်တော်ရဲ့တရားကိုညံမမီသေးဘူးလို့ပြန်ပြောမယ်ထင်တာပဲဒါအထင်ပေါ့နော်အထင်ကတော့မှားလဲမှားနိုင်ပါတယ်အဲ့ဒီသူတို့ဒီပြဿနာတွေကအခုမှပြီးသွားတယ်ပေါ့လေပြီးသွားလို့မေးလို့ပြောတာအရင်တော့ဦးဇင်းအဲ့ဒီဟာတွေကိုဝင်မပါဘူးဝင်မပါပဲနေတဲ့အတွက်ကြောင့်ချို့ကအထင်လွဲတယ်ပေါ့အရိယမန္တိုင်ဘက်ကရှိတာမို့လို့အရိယမန္တိုင်ကိုတရားစွဲမဲ့ဘက်ကိုမပါဘူးပေါ့အဲ့တော့ဟိုးအစိုးရကလေးကဦးဇင်းကအရိယမန္တိုင်ရဲ့အမှားလေးတွေပါလေးတွေကိုရေးလို့ရှိပါတယ်ဒါလေးတော့သူမှားတော့မှားတယ်ရေးတယ်ရေးတော့သူတို့အခုအဲ့ဒီအဖွဲ့ကလည်းဆက်သွယ်တယ်ပေါ့အရိယမန္တန်ရဲ့အမှားနဲ့ပတ်သက်ပြီးတော့တရားစွဲဖို့ဆိုဖို့ဘာညာမှာဦးဇင်းကအမှားကိုထောက်ပြဖို့ပဲဝါသနာပါတယ်အဲ့လိုတရားစွဲဖို့ရကြတော့တိတ်ဝါသနာမပါဘူးအဲ့တော့အဲ့လိုတရားစွဲတဲ့အထဲတော့မပါပြရစီနဲ့ဒီလိုပဲနေခဲ့တာပေါ့ဒါအရိယမန္တန်ကိုကာကွယ်ပေးခြင်းလို့လည်းမဟုတ်ဘူးသူ့ဘက်ကတင်လည်းမဟုတ်ကိုယ့်ရဲ့ဝါသနာအရာကိုကအကယ်၍ငါကဒီလိုလုပ်လိုက်ရင်သူ့ရဲ့လက်လာပါတွေဆုပ်ယုပ်သွားမယ်စသည်ဖြင့်ဂုံတရေတွေညှိုးနှမ်းသွားမယ်
ငါကိုရောအဲ့လိုလာလို့ရင်ကြိုက်မလားအဲ့တော့မှားတာမှန်တာနောက်ကိစ္စပေါ့လေသူများလက်လာပါဆုပ်ရုပ်အောင်ဘာညာတော့ငါတော့မလုပ်ချင်ပါဘူးဆိုပြီးတော့အဲ့တရားဆွဲတဲ့အလုပ်ကိုတော့မလုပ်ဘူးသူ့ရဲ့အမှားနဲ့ပတ်သက်လို့တော့ထောက်ပြရတယ်တော့လုပ်တယ်အဲ့လူတွေကတချို့ကအထင်လွဲတယ်အဲ့ဒီမှာကိစ္စအခုမှပြီးတာမပြီးခင်ဆိုတာပြီးလူအခြေအနေဘယ်လိုအခြေအနေလဲဆိုတော့ဒီအာမဝါဒဖြစ်ဆုံးဖြတ်ချက်ချပြီးတဲ့အချိန်မှာလက်မှတ်မထိုးလို့ဆိုတာလက်မှတ်မထိုးရင်ဘာဖြစ်တယ်လဲဦးဇင်းတို့မှာဝိကာ630ဆိုတာရှိတယ်ဝီနည်းဓမ္မကန်ဆုံးဖြတ်ချက်များကိုကာကွယ်စောင့်ရှောက်သောဥပဒေအဲ့ဒါလွတ်တော်ကနေပြီးတော့ကိုပြတ်လုပ်ပေးထားတာပြတ်ထမ်းပေးထားတာလွတ်တော်ကနေအမိန့်ချပေးထားတာအဲ့ဒီဝိကာဥပဒေရဲ့ပုံမှန်6ပုံမှန်30နှစ်ခုတွဲရတယ်ပုံမှန်6ကအဲ့ဒီတန်ခါဝိနည်းဆရာအဖွဲ့ကဆုံးဖြတ်ပြီးသွားပြီဆိုရင်လက်ခံကိုလက်ခံရမယ်ဟိုမှာ30မှာလက်မခံရင်ထောင်9နှစ်ချမယ်concept ကကြတော့သူကဒီအရမဖြစ်ဆုံးဖြတ်ခံရတဲ့တရားခံကိုပြောတာမဟုတ်ဘူးသူကရုံးပိုင်းဆိုင်ရာကိုပြောတာရုံးပိုင်းဆိုင်ရာကနေပြီးတော့အဲ့လိုမျိုးအကောင့်ထဲပေါ်နေတဲ့နေရာမှာတယောက်ယောက်မြည်သူမဆိုးဆိုတာပါတယ်တမရပဲဖြစ်ဖြစ်အကောင့်ထဲမပေါ်အောင်တားတယ်ဆိုပါစို့တားတယ်သူကထောင်6လာကြမယ်သူက concept ကအဲ့လိုပြောတာရဲကနေပြီးတော့သွားဖမ်းရမယ်ကိစ္စကိုမြို့နယ်ကနေပြီးတော့မဖမ်းမှနဲ့ကွာလို့တားတယ်ဆိုပါစို့အဲ့မြို့နယ်ကအုပ်ချုပ်ရေးမှူးပါပြုတ်သူကထောင်ကြမှာသူကထောင်6လာကြမယ်ဟိုလက်မှတ်မထိုးတဲ့တရားခံအာဓမဝါဒီကကြတော့ထောင်9နှစ်ကြမယ်အဲ့ဒီဥပဒေရှိတယ်ဦးဇင်းအဲ့ဒီဟာကိုလည်းအဲ့ဒီအချိန်မှာတင်တယ်သူတို့လက်မှတ်မထိုးဘူးလို့ပြောတယ်ဆိုတဲ့အချိန်မှာဦးဇင်းကဝိကာညနေဖုံးရောအဲ့ဒီဥပဒေတွေရောဖြတ်ပြီးတော့တင်ပေးတယ်ဒီလိုရှိတယ်ခေါင်းမမာနဲ့သူ့ဘက်ကိုပြောစရာရှိတာဦးဇင်းအကုန်ပြောပြီးတဲ့အချိန်မှာဒီဆရာတော်အရိယာမနိုင်ဆရာတော်ဦးဇင်းထဝါငယ်ပါတယ်သူဟာဒုပ္ပဇပုဂ္ဂိုလ်လို့ဦးဇင်းကသူ့ကိုလက်ခံလိုက်တယ်သူဒုဝဆပေါ့နော်ဒုပ္ပဇဆိုတာဒုဝဆပြောဖို့ဆိုဖို့ရာဒုခက်ခဲတဲ့ပုဂ္ဂိုလ်ခက်ရင်တော့ပြောမနေခြင်းဘူးလေနော်အဲ့တော့မပြောတော့ပါဘူးသူ့ကိုမပြောတော့ဘူးဒီကြားထဲမှာဟာတာလေးတစ်ခုထည့်ပြောမယ်နော်ဦးဇင်းတို့အကိုတွေဘာကြီးတွေသူတို့တွေဆရာဝန်တွေဆိုတော့သူတို့တွေနဲ့ကြေးရွာတွေပါတယ်လိုက်သွားဘူးတယ်အဲ့ဒီမှာမွေးအနေနဲ့ပတ်သက်ပြီးတော့ပညာပေးလုပ်တာရွာသားတွေကလေဒုဝဆပြောရဆိုရအတော့ခတ်တာဒီမွေအစိတ်ရှိတယ်ဒီမွေစိတ်မရှိဘူးဒီလိုပြောနေလည်းမရဘူးအစိတ်ရှိတဲ့မွေသွားကိုင်းလို့ကိုင်းဟဲ့လားမွေကိုဖမ်းပလင်းနဲ့ထည့်ပြီးတော့လက်နဲ့ပိတ်ပြီးလှုပ်လို့လှုပ်အဲ့လိုတွေလှုပ်တဲ့ခါကျတော့မွေကသူတော့ကိစ္စမရှိဘူးဒီပလင်းနဲ့လှုပ်တဲ့ခါကျတော့ तू ကရမ်းပြီးတော့အစွဲကလက်သွားစိုက်လို့စိုက်ဒီလိုဖြစ်တာအဲ့တော့ဆိုတော့အဲ့ဒီဆရာဝန်ကြီးကဘာပြောလဲဆိုတော့ငါတဲ့ဒီလူတွေကိုပညာမပေးချင်တော့ဘူးတဲ့ငါမွေတွေကိုပဲပညာပေးချင်တော့တယ်မွေတွေကိုခေါ်ပြီးတော့ဟာတာကဆင်းရဲသားပတ်စံမရှိဘူးမင်းတို့ကြိုက်ရင်သေမအဲ့တော့သူတို့မကြိုက်နဲ့ဒီကောင်ကတထေးသူကပတ်စံရှိတယ်မွေစိတ်ဖြည့်စီထိုးနိုင်တယ်ဒီလိုလူမျိုးမင်းတို့ကြိုက်အဲ့လိုမွေတွေကိုပဲပြောချင်တော့တယ်ပေါ့အဲ့တော့အရိယာမဏ္ဍိုင်နဲ့ပတ်သက်ပြီးတော့အရိယာမဏ္ဍိုင်ရဲ့တပည့်တွေကိုဦးဇင်းလှမ်းပြောတယ်သူ့ကိုလည်းလှမ်းပြောတယ်နောက်ဒီရွှေကြီးရဲ့အကိုလေးထွတ်မြတ်သူညဖုန်းဆက်ပြောတယ်ထွတ်မြတ်သူနဲ့ဦးဇင်းနဲ့လည်းပြောတယ်ထွတ်မြတ်သူကနေတဆင့်အရိယာမဏ္ဍိုင်ကိုလှမ်းပြောတယ်ထွတ်မြတ်သူကအရိယာမဏ္ဍိုင်ကိုဆုံးမတဲ့ပုံစံမျိုးကိုပြောတာရှင်ဗျာအဲ့ဒါဒီမပြောနဲ့တော့လိုက်တယ်မလွှင့်နဲ့တော့တော်တော့မထေကြီးတွေစကားကိုနားထောင်လိုက်မထေကြီးကိုမကောင်းမပြောနဲ့သူတို့ကမှားတယ်ဆိုရင်မှားတဲ့ဟာကိုလက်မှတ်ထိုးလိုက်ပြီးမှနောက်မှရှင်းပြတဲ့ကိစ္စလာလိမ့်မယ်မရဘူးအဲ့တော့ तू ကဒုဝဆနော်ဒုဝဆပြောရဆိုခက်ခဲတဲ့ပုံကိုဆို तू မပြောတော့ဘူး तू မပြောတော့ဘဲနဲ့ပြောလို့လွယ်မယ်ထင်တဲ့ကိုဓမ္မဝါဒီတွေဘက်ကိုကပြောတာသူ့ရဲ့တရားမှားခြင်းမှန်ခြင်းကိုဆုံးဖြတ်ပေးပြီးပြီဆိုရင်ကိုဒီကိစ္စပြီးပါပြီလို့ तू ထောင်ကြခြင်းမကြခြင်းကနောက်ကိစ္စဖြစ်သွားပြီကိုနဲ့မဆိုင်ကိုကသူ့ရဲ့တရားမှားနေတယ်လို့တန်တရားဝင်တယ်အဲ့ဒါကြောင့်စွမ်းတဲ့လူကအမှားတွေကိုထောက်ပြတယ်နောက်ပြီးတော့အာနာရှိတဲ့ဝီနီတို့အဖွဲ့ရနေပြီးတော့အမှားပါလို့ဆုံးဖြတ်ပေးတယ်ဒါလို့ဆိုရင်လုံလောက်သွားပြီသူလက်မှတ်မထိုးဘူးဆိုရင်သာသနာရေးနဲ့မဆိုင်တော့ဘူးဒါပြည်သေးကြီးကလုံရမယ်လုံဖြစ်သွားပြီသာသနာရေးဝင်ကြီးကလည်းပြည်သေးရေးဘက်ကိုလွှဲသည်ဆိုပြီးတော့လက်မှတ်ထိုးပြီးတော့ထုတ်ပြီးပြီအဲ့ဒါကိုဘာဖြစ်လို့သူထောင်မကြတာလဲဘာဖြစ်လို့အခုထိထောင်မကြသေးတာလဲဆိုပြီးတော့လူတွေကပူလောင်နေကြတယ်သူ့ကိုထောင်ကြစေချင်တာဆိုတော့အဲ့ဒါမှဦးဇင်းအဲ့ဒါဆိုရင်ခင်ဗျားတို့လည်းအရမဝါဒီဖြစ်နေပြီနော်လို့ဦးဇင်းအဲ့လိုပြောတာပြောတော့သူတို့ကတခါထပ်ပြီးတော့
အရိယာမနိုင်ဘက်ကိုပါတယ်လို့ထင်မြန်ရောအဲ့ရှင်းပြတယ်ဥစဉ်ဘောရကွန်ကြီးဆရာတော်ကိုပဲကောင်းကောင်းမွန်မွန်ရှင်းပြပါတယ်ကျန်တဲ့သူကိုရှင်းမပြအောင်ကျန်တဲ့လူတွေလည်းကိုကဒုပ္ပစလိုပဲထင်ထားလိုက်တာဒီလိုပြောရဆိုခတ်မဲ့သူတွေပါနော်ဘောရကွန်ကြီးဆရာတော်ကတော့နားလေလွယ်လောက်တယ်ဆိုပြီးတော့ဘောရကွန်ကြီးဆရာတော်ကိုရှင်းပြတယ်ဘုံဘုံတွေတော့ပြပြမယ်ဒီလိုတို့အထက်ကရာမှာအာရမဝါဒကို2မျိုးပြတယ်နံပါတ်1နံပါတ်မှားရင်အာရမမြတ်စွာဘုရားကသစ္စာ4ပါးဟောတယ်5ပါးဆိုရင်အဲ့ဒါအာရမမှားနေတယ်မြတ်စွာဘုရားကမဂ်ခင်10ပါးဟောတယ်ဒါကိုမဂ်ခင်9ပါးလို့ပြောတယ်ဒါအာရမအရေးအတွက်တွေမှားတာဟာအာရမအရေးအတွက်ဘလောက်မှန်းမှန်အကုသိုလ်ဟာအာရမပဲနိဝရဏတရား5ပါးအာရမသူကနိဝရဏတရား5ပါးကို5ပါးအတိုင်းမှန်မှန်ကန်ကန်ပြောနိုင်ုံနဲ့မရဘူးအဲ့ဒီနိဝရဏတရား5ပါးကိုမှရှိနေရင်ကိုကအာရမပဲကိလေသာတော့သူ10ပါးပြောအပါ40ပြောဘယ်နှမျိုးပြောကိုယ်စိတ်ထဲမှာကိလေသာဖြစ်ရင်အာရမပဲလောဘဟာလိုချင်တာပေါ့လောဘတိတိလောဘောလို့ဝိဂျိုဆိုတဲ့အတိုင်းမှန်တယ်ဒါပေမဲ့ဆိုတဲ့အတိုင်းကိုကလိုက်ပြီးတော့ဟိုကလိုချင်နေတယ်ဆိုကိုကအာရမပဲပြောချင်တာကအရိယာမှန်နိုင်သည်မှားဟောလို့အာရမဖြစ်တာ तू ကအာရမတစ်မျိုးကိုကသူ့ကိုပျက်စီးစေခြင်းနဲ့ဆိုရင်ဗျာပါဒနဲ့ကိုပါအာရမဖြစ်နေပြီနော်ဒီလိုပြောတာပါလို့အရိယာမှန်နိုင်ကိုမှန်တယ်လို့တခွန်းမှမပါဘူးအရိယာမှန်နိုင်မှားတဲ့အကြောင်းကတနိုင်ငံလုံးလဲသိတယ်ဆုံးဖြတ်ပြီးသားဒါကိုအရိယာမှန်နိုင်ဘက်ကဘာမှပါပြောစရာမလိုသူ့အာရမတစ်မျိုးကိုကနောက်တစ်မျိုးနဲ့အာရမထပ်ပြီးလုံးမလို့လားအဲ့လိုမလုပ်ကြပါနဲ့တီးခံကြပါဆိုတာကအရိယာမှန်နိုင်ကိုတီးခံခိုင်းတာမဟုတ်ဘူးအာရမကိုတီးခံခိုင်းတာမဟုတ်ဘူးကိုမတက်နိုင်တဲ့ဟာကိုအနတ္တပဲတီးခံလိုက်ပါသူထောင်မကြနေပေါ့ဒီလိုပဲနေလိုက်ပါဒီလိုပြောတာဘောရကွန်ဆရာတော်ကတော့ကောင်းကောင်းနားလေတယ်ဒီပြီးတော့ရှင်ဘုံနဲ့ဒီရိယာမန်နိုင်ဆရာတော်တို့နဲ့ပြောတဲ့ဟာလေးတွေကိုကြည့်ပြပါတယ်လို့ကြည့်ပြတဲ့အချိန်မှာရိယာမန်နိုင်ဆရာတော်ဟာငကိုတုံးကသူကမာနပဲရှိတာစပြီးတော့ရောက်လာတဲ့အချိန်မှာငါတရားတွေသိနေပြီတနိုင်ငံလုံးကိုငါဖြန့်ဝေတော့မယ်တကမ္ဘာလုံးကိုဖြန့်ဝေတော့မယ်သူမှအဲ့ဒီမာနလေးပဲရှိတယ်အဲ့တုန်းကဂါရဝတော့ရှိသေးတယ်ဒါပေမဲ့ तू ဒီလိုမျိုးဂုံဒရက်တွေရသွားတဲ့အချိန်မှာမာနရောဂါရဝရောမဟုတ်တော့မာနပဲရှိပြီးဂါရဝကမရှိတော့ဘယ်တော့တောင်မရှိလဲဆိုရင်ပါမောက္ခချုပ်ဆရာတော်ကြီးနဲ့တွားပြီးပြောတဲ့အချိန်မှာတော့ပါမောက္ခချုပ်ဆရာတော်ကြီးကိုဖုံးတို့ဆရာတော်တို့မပြောဘဲနဲ့အရှင်ဘုရားဆိုတဲ့အသုံးနှုန်းနဲ့ပြောတာမျိုးတွေနောက်ဆရာတော်ကသူ့မှားနေတာကိုပြင်ပေးဖို့ကြိုးစားနေတဲ့အချိန်မှာ तू ကဖြတ်ပြီးဝင်ပြောတာလေဒါမျိုးလေးတွေတွေ့ရတယ်ပေါ့နောက်အောင်လန်ဆရာတော်ဥစ္စာနီမာနဲ့ तू သွားပြီးတော့ဆွေးနွေးတဲ့နေရာမှာလဲအောင်လန်ဆရာတော်ဥစ္စာနီမာကသူ့ကိုကောင်းမွန်ပြန်ပြီးတော့ပြောပြတယ်သူမှားတာတွေကိုလည်းအေးဆေးရှင်းပြတယ်အဲ့တော့မှအောင်လန်ဆရာတော်ဥစ္စာနီမာဟာတကယ်တရားရှိတဲ့ပုဂ္ဂိုလ်ပါလားပေါ့နော်သူ့ရဲ့ဟောပြောမှုတွေမှာအမှားပါတယ်ဆိုပြီးတော့ဆုံးဖြတ်ထားတာတွေရှိတယ်ပါတယ်ဒါကတော့မိုးကုတ်ဆရာတော်ဘုရားကြီးတောင်မှပမာဏလေခလွဲပြီးပြောခဲ့မိတာတွေရှိသေးတော့အမှားပြင်ပေးတာကောင်းပါတယ်ဒါပေမဲ့သူတို့ဒီဒါလေးမှားရုံနဲ့လုံးဝပြစ်စရာမဟုတ်ဘူးဆိုတာတော့တွေ့ရတာပေါ့အောင်လန်ဆရာတော်အဲ့ဒီဗီဒီယိုဖိုင်ကိုနားမထောင်မိခင်တော့အောင်လန်ဆရာတော်ရဲ့အမှားဆိုတဲ့ဟာပဲသိထားတော့အောင်လန်ဆရာတော်အာရမဝါဒီကြီးပါဒီလိုပဲလဲတွေးမိတာဒါပေမဲ့အရိယာမန်နိုင်ဆရာတော်နဲ့စကားပြောတာကိုကြားတဲ့အချိန်မှာအောင်လန်ဆရာတော်ကဟောတာတော့ဘလို့နေတယ်မသိဘူးလို့သူ့ရဲ့အကျင့်ကတော့သူ့ခန္ဓာကိုယ်မှာကိန်းနေတာပဲလို့ဒီလိုလေးမြင်လိုက်တယ်ဒါပုံမှန်လင်းပြောရရင်တော့ကိုလာပြောရင်တော့ကိုသိခန္ဓာမှာမဟုတ်ဘူးထမ်းမြထိုးမိမလားပေါ့နော်ဒါဟာတာပြောတာပါဟာဒီဘလို့တွေပြောနေပါလိမ့်ဆိုပြီးအဲ့လိုမျိုးစိတ်တောင်မှဖြစ်တယ်ဒါပေမဲ့ကိုကလို့တော့မလုပ်ပါဘူးခံစားရတဲ့အခြေအနေကိုပြောပြတာဒါပေမဲ့အောင်လန်ဆရာတော်ကလုံးဝမတုံ့လို့ဘူးဟန်ဆောင်နေတဲ့ပုံစံမျိုးတောင်မတွေ့ရဘူးဟောအဲ့လိုအောင်လန်ဆရာတော်ကို तू ကဘာပြောလဲဆိုတော့ရှင်ဘုရားအကျင့်ပိုင်းကလုံလောက်နေပါပြီတဲ့ဉာဏ်စဉ်လေးပဲလိုတော့တာပေါ့အဲ့ဉာဏ်စဉ်ဆိုတော့ဒါမှနာမရူပပရိစ္ဆေဒဉာဏ်စတဲ့အဲ့ဒီကနေပြီးတော့စရမှာပေါ့လေဆိုတော့အောင်လန်ဆရာတော်ဟာ25နှစ်လုံးဖို့ညံ့ကြည်အောင်အဲ့စကလုံးလေးပါတယ်ဖို့ညံ့ကြည်အောင်အားထုတ်လာခဲ့တဲ့ပုဂ္ဂိုလ်ဟာနာမရူပပရိစ္ဆေဒဉာဏ်တော့မရသေးဘူးလို့ तू အဲ့လိုကြီးပြောတာဟုတ်သေးပါဘူးဘလို့ပါလိမ့်ပေါ့နော်အဲ့လိုမျိုးသူများရဲ့ဉာဏ်စဉ်ကိုကပြောပြီးလို့လည်းရတဲ့အမျိုးလည်းမဟုတ်ပါဘူးဒါတွေကဒါပေမဲ့ तू ပြောတယ်ဆိုတော့ထူတော့လဲထူဆန်းသားပေါ့ဘောရကွန်ဆရာတော်နဲ့သူတို့အဖွဲလိုက်ကြီးနဲ့ပြဿနာတက်တာနဲ့ဒူပါရဲ့မှာမှော်ပြီးမှာ
လေကူမှာတောက်မှန်ပွဲတွေနောက်သာသနာဗိမာန်မှာသူ့เจ้าကိုသွားမယ်စသဖြင့်အဲ့ဒါမျိုးတွေအထိဖြစ်တယ်အဲ့တော့မော်ဘီကတန်ခါနာယကအဖွဲလိုက်ကြီးကဘောရကုံကြီးဆရာတော်ကိုခေါ်ပြီးတော့လေကူအဲ့ဒီအရိယာမန်တိုင်းเจ้าကိုသွားပြီးတော့တောက်မှန်ရမယ်အဲ့တော့ဟင်နေသမောင်အဲ့ဒီမော်ဘီတန်ခါနာယကတစ်ဖွဲ့လုံးရဲ့ဘောရကုံကြီးဆရာတော်ရဲ့အဲ့ဒီအားလုံးဆရာတော်တွေအကုန်လုံးကအရိယာမန်တိုင်းထက်ဝါကြီးကြတာကြီးပဲသူတို့ကအဲ့မှာသွားပြီးတော့ဘသူ့သွားကြောကြမှာတော့ပေါ့ဒါမဲ့အဲ့ဒါပွဲကပြတ်သွားတယ်ပွဲပြတ်သွားတာကကြောခံမဲ့ပေါ့နော်အတောက်မှန်ခံမဲ့ပုဂ္ဂိုလ်မလာလို့ပွဲပြတ်သွားတာတောက်မှန်ရမဲ့ဘုရားကုံကြီးဆရာတော်ကလာတယ်ဗျအဲ့တော့ဟဲ့ဘုရားကုံကြီးဆရာတော်ထူးဆန်းတယ်ထပ်ပြီးထူးဆန်းတယ်သူ့ရဲ့စိတ်ပေါ့သူ့အနေနဲ့ तू ဟာသူ့လောက်ရက်ကိုမှန်တယ်လို့ပဲခံယူတဲ့သူနော်မှန်တယ်ဆိုရင်တောက်မှန်ရမလို့ဘူးလားပေါ့ဒါမြန်မာလူမျိုးတွေရဲ့စိတ်ထဲမှာဆွဲနေတာမှားရင်တောင်းမှန်လားမှန်တယ်ဆိုရင်မလိုဘူးပေါ့ဒါမဲ့ဘုရားဘာသာအလိုရသူတော်ကောင်းစိတ်ဓာတ်မှာတောင်းမှန်ခြင်းဟာမှန်ခြင်းမှားခြင်းနဲ့မဆိုင်ဘူးသူတော်ကောင်းဟာတစ်ဖက်သားမကြည့်နဲ့သူတောင်းမှန်ပေးလိုက်တာပဲဥပမာအဖြစ်ဆိုသုလဝါမှာပင်စတတိကခန္ဓကအခန်းမှာပထမသံဃာနာတင်တော့သံဃာနာတင်ပြီးကာစလေးလောက်ပဲရှိအောင်မယ်အဲ့တော့အဲ့တော်တွင်းလေးပေါ့တင်ကာစလေးပေါ့အဲ့နားလေးမှာပဲဒီရှင်မာကတ္တပအမှုရှိတဲ့မထေရကြီး900ကရှင်အာနန္ဒာကို9ချက်အပြစ်တင်တယ်ပေါ့ဟိုဘိက္ခုနီသာသနာဖြစ်လာတာဒီရှင်အာနန္ဒာကြောင့်ပေါ့တကယ်တမ်းကျတော့ဘိက္ခုနီသာသနာကိုခွင့်ပြုတာမြတ်စွာဘုရားပဲခွင့်ပြုခဲ့တာပါအရှင်အာနန္ဒာဘလောက်ရှောက်မြတ်စွာဘုရားခွင့်မပြုရင်ဘိက္ခုနီသာသနာမဖြစ်ဘူးအရှင်အာနန္ဒာလည်းမိမတွေအတွက်လို့ရှောက်ပေးတာမဟုတ်ဘူးမေတော်အတွက်သူကမြတ်စွာဘုရားကိုကြီးပွားအောင်လုပ်ပေးခဲ့တဲ့ပုဂ္ဂိုလ်ပါဒါမျိုးတွေမေတော်ရဲ့ဂုဏ်ကျေးဇူးကိုပြောပေးခဲ့တာဆိုတော့ဖယားနဲ့သူ့အမေနဲ့အစဉ်ပြေလို့ပဲဘိက္ခုနီသာသနာဖြစ်လာတာမှာရှင်အာနန္ဒာကဘာပြစ်ရှိရမှာတော့ရှင်အာနန္ဒာသူကဒါပဲအဲ့လိုပဲပြောင်းပြောတယ်တပည့်တော်အပြစ်လို့မခံယူဘူးဖယားဒါပေမဲ့အရှင်ဘုရားတို့ယဟန္တာဖြစ်ပါတယ်ဆိုတဲ့အချက်ကိုယုံကြည်သောအဖြစ်တပည့်တော်တောင်းပန်ပေးပါမယ်နော်ဒုက္ကတံမကောင်းသဖြင့်ပြုတ်အပ်ပါပြီဆိုပြီးတော့ဒေသနာကြသွားတယ်အဲ့ဒါမျိုးတွေပေါ့နောက်ပြီးတော့ဒီမြတ်စွာဘုရားရဲ့ယေသနုတ်ကိုချုပ်တဲ့နေရာမှာယေသနုတ်ဆိုရင်မိုးရေကန်သင်္ကန်းမှာအဲ့ဒါချုပ်တဲ့နေရာမှာရှင်အာနန္ဒာကခြေထောက်နဲ့နင်းပြီးတော့ချုပ်မိလို့ပေါ့ဒါလေရှင်အာနန္ဒာကဟိုဟိန္ဒူဘုရားတွေလိုလက်၄ဘက်လောက်ပါတယ်ဆိုရင်တော့လက်နှစ်ဖက်နဲ့ဆွဲဖြန့်ပြီးတော့လက်တစ်ဖက်နဲ့ချုပ်လို့ရပါတယ်သူလည်းလူဆိုတော့လက်ကနှစ်ဖက်ပဲပါတော့နှစ်ဖက်ကဆွဲလိုက်ရင်အကင်စရာမရှိတော့တစ်ဖက်ကိုခြေထောက်နဲ့နင်းပြီးဒီလိုချုပ်လိုက်တဲ့သဘောပေါ့ထားပါဒီလိုမျိုးအချက်လက်5ချက်လောက်လုံးကိုရှင်အာနန္ဒာကတပည့်တော့အပြစ်လို့မယူထားဘူးတပည့်တော့အပြစ်မရှိဘူးဒါပေမဲ့ရှင်ဘုရားတို့ကိုယုံကြည်သောအဖြစ်တပည့်တော့တောင်းပန်တယ်ဘုရားကိုကြီးဆရာတော်ဒီရှင်အာနန္ဒာနဲ့နှိုင်းတာတော့မဟုတ်ပါဘူးသူတော်ကောင်းစိတ်သက်ကိုသွားမြင်ရတယ်ဆိုတာतूမှားတယ်လို့လဲတော့လက်မခံဘူး तू မှန်တယ်ဒါပေမဲ့ကဲဟိုဘက်ကမကျေနပ်ဘူးဆိုရင်တောင်းပန်လိုက်ပါမယ်ဒါတော့ဦးဇင်းတို့လည်းဒီလိုမျိုးရှိပါတယ်ဦးဇင်းတို့ကကိုပြောတဲ့စကားကိုအာမခံလို့ပြောလိုက်တာပဲမှန်တယ်ပေါ့တစ်ဖက်ကမကျေနပ်ဘူးဆိုမကျေနပ်ရင်တောင်းပန်ပါတယ်ဗျာဒီလိုပဲတောင်းပန်ပေးလိုက်တယ်ဟိုအမှန်တရားကိုမပြောဘဲတော့မနေဘူးအမှန်တရားဟာပြောလို့ရတယ်အမှားပေါ့အမှားပဲဖြစ်စေအမှန်ပဲဖြစ်စေမှားနေလို့ဆိုပြီးတော့လေချောင်းတက်ပြီးခန်းနေတာမှမရှိတာမှားမှမှန်ပါဇက်ကတော့ထွက်လာတာပဲအဲ့တော့အမှားလည်းပြောလို့ရနေတာပဲအမှန်လည်းပြောလို့ရနေတာပဲဆိုတော့အမှန်တော့ကတော့ဘာမှမပြောရစရာမရှိဘူးပြောတယ်တခုရှိတာကပုံကို2မျိုးတော့ခွဲရမှာပေါ့ဟိုဘက်ကမြတ်စွာဘုရားဟောတဲ့ရွှေအိုးကိုပြတဲ့ခါမှာငေါက်ငန်းဆဲဆိုပြီးပြရင်တော့မှကျင်းနဲ့လက်ခံရမယ်ဒါတစ်ဖွဲ့ဟိုဘက်ကစကားကြမ်းကြမ်းပြောရင်တရိษံတော်မကြိုက်ဘူးဆိုပြီးတော့နန္ဒီဝိသလာဇက်ကလို့တစ်ဖွဲ့အဲ့လိုဖွဲ့နေမှာကြိုက်တဲ့သူဆိုကိစ္စမရှိဘူးမကြိုက်တဲ့သူဆိုရင်တော့မပြောနဲ့ပေါ့အဲ့လိုဆိုရင်တော့အမှန်တရားနဲ့ပတ်သက်လို့ဆိုရင်ပြောတယ်သူကမကြိုက်ဘူးဆိုရင်မပြောဘာမပြောတာလဲအဲ့ဒီလူရှိမှမပြောအဲ့ဒီလူမပြောတော့ဘူးလိုင်းပေါ်မှာဦးစင်းတခါလေအဲ့လိုကိုယ့်ရဲ့သုံးသက်ချက်လေးတွေပါလေးတွေပေါ့ကိုကတော့အမှန်ဆိုပြီးတော့ပြောလိုက်တာပဲသူတို့မကြိုက်ဘူးမလားသူတို့မကြိုက်ဘူးဆိုရင်သူတို့မမြင်ပါစေနဲ့ဆိုပြီးသူတို့ဘလော့ပေးလိုက်ဘောရကောင်ကြီးဆရာတော်ကတော့သူကတော့အဲ့လိုမျိုးဘလော့လေးမရှိဘူးသူကကြိုက်မကြိုက်သူကအဲ့လိုလုပ်တာအဲ့လိုလုပ်တဲ့အခါကျတော့တစ်ဖက်ကပုဂ္ဂိုလ်ကနေသီးမငြိမ်းထားတဲ့အခါမှာကြောက်ကစားလေးတွေဖြစ်လာအဲ့တော့ comment မှာဆိုရင်လူတွေကဘုန်းကြီးနှစ်ပါးရန်ဖြစ်နေတယ်ဒီလိုမြင်တာဦးဇင်းတို့မြင်တာအဲ့လိုမမြင်ဘူးဘုန်းကြီးနှစ်ပါးရန်ဖြစ်နေတာမဟုတ်အကြီးကအငယ်ကိုဆုံးမဖို့ကြိုးစားနေတဲ့ဟာမှာ
အငယ်ကဂလန်ကစံတွေလုတ်ပြီးတော့အဲ့လိုဖြစ်တာလို့ဦးဇင်းတို့အဲ့လိုမြင်တယ်အဲ့တော့ဘာဖြစ်ဖြစ်ဒီကိစ္စကလည်းပြီးသွားပါပြီတစ်ဖက်ကဆွဲချက်တင်ထားတာမှလည်းတစ်ဖက်ကိုအာရမလို့ဆုံးဖြတ်ပြီးပြီအဲ့ဟိုဘက်တစ်ဖက်ကဒီစောရကအဖွဲ့ကို66ကကြီးနဲ့လာအဲ့လိုမျိုးပေါ့နော်လူဥပဒေကနေပြီးတော့တိုင်တန်းထားတယ်အဲ့ဒီအမှုကလည်းဟိုကလူဥပဒေကလည်းဂွန်းလုံးကျွတ်လွတ်ပေးလိုက်ပြီအဲ့တော့ဒီအမှုကလုံးဝပြီးသွားပြီပြီးတာကိုပြီးတဲ့အတိုင်းပဲထားလိုက်ပါဟိုအရိယာမဏ္ဍိုင်ဘက်ကလည်းငါ့ကိုဒီလိုမျိုးအနိုင်ကျင့်ရလားဆိုပြီးတော့တနုံနုံနဲ့ခံစားမနေနဲ့တော့သူတို့ကမှားတယ်ပြောထားရင်အဲ့ဒီမှားတယ်ဆိုတဲ့ဟာကိုမဟောနဲ့ပေါ့နောက်ထပ်ဟောစရာတွေရှိပါတယ်ဆက်ပြီးလေ့လာပေါ့ဒီဘက်အခွဲရလည်းအခုချိန်ထိထောင်မကြရကောင်းလားဆိုပြီးတော့နှလုံးမသားရခုံလောက်၌ပြစ်သွင်းအပ်သောစားမုံပေါ်မှာအမျက်ဒေါသတစ်ချောင်းချောင်းထွက်မနေပါနဲ့တော့ဟိုဘက်ကလည်းသူ့အမားကိုလက်ခံပြီးတော့ပြင်လိုက်ဒီဘက်ကလည်းနိုင်နေပြီပဲဗျာနိုင်တဲ့လူကစင်ပေါ်ရပါအနိုင်တဲ့အတိုင်းသာနေလိုက်ပါအဲ့လေးကတော့သူတို့ဒီဆရာမကြီးမေးတဲ့ဗုဒ္ဓဂုံဆရာတော်နဲ့ဒီအရိယာမဏ္ဍိုင်ဆရာတော်တို့တွေ့ပြီးတဲ့အခါမှာပြဿနာတွေတက်ကြတဲ့လူမျိုးဟိုလူတွေမြင်ကြတယ်ပေါ့ပြီးတော့ဓမ္မအဓမ္မအငင်းပွားတာကိုဆုံးဖြတ်တယ်ဦးဇင်းဘယ်လိုမြင်သလဲဆိုတော့ဦးဇင်းကတတ္တိယလူဘေးလူတယောက်မြင်တဲ့ဒီလိုပဲသုံးသပ်ပေးလိုက်ပါတယ်ဒီမှာဗျာ